ပတ်တူလေးလာပါပြီရှင် Ayo habibi shawin, sara ben, sara. Wala balan na, shawin na kami. Wala na nga, shawin. Ayo habibi shawin na kami. Lăn sau đó nhau mà biết nhau ấy vừa tao bà đấy 7 ringgit ပေးရပါတယ်တောက်ကြည့်ပါတယ်မကောင်းပါဘူးဒါနဲ့ပိတ်စားတော့ထမင်းကြော်လေးဝယ်စားပါတယ်နာစီကိုရင်းမှာနာစီကိုရင်းက10 ringgit ပေးရပါတယ်ရှင်အေးဝယ်တောက်တာမကောင်းတဲ့ address strawberry chocolate strawberry ဝယ်ပါတယ် chocolate strawberry ကတပူးကို25 ringgit ပေးရပါတယ်ကြိတ်တာယူပါ strawberry ကတော့73မြင်းဆောင်နေအကြိုက်ပါနော်အရင်ကြိုက်ပါတယ်အဲ့နဲ့25 ringgit ပေးရပါတယ်နာစီကိုရင်းက10 ringgit အေးက7 ringgit strawberry က25 ringgit total 42 ringgit ပေးရပါတယ်ရှင်ဒါနဲ့စားပြီးတော့အစားတန်းတွေကိုပါရရောင်းလဲပါရရောင်းနေလဲဆိုပြီးတော့တွားပြီးတော့ဆက်စုပါတယ်ဟိုကြည့်ဒီကြည့်ဟိုငေးဒီငေးဘာတွေရောင်းလဲဘယ်လိုမျိုးတွေပြင်ဆင်ထားတာလဲဘာတွေရောင်းကြလဲဆိုတော့ဆက်စုပါတယ်လူတွေလည်းအများများပါတယ်နော်တွိုင်းနဲ့တနက်ပြစ်တိုင်းကစားတဲ့နေရာကိုတွေ့ပါတယ်ဒါနဲ့တနက်ပြစ်တိုင်းကစားကြည့်ပါတယ်ထိပါတယ်နော်တစ်ချက်တိုင်းထိပါတယ်သူက point 100ရတယ်ဆိုလို့ရှိရင်စုရတယ်ပေါ့နော် point 90ကနေစပေးတာ point 100ကျော်သွားတဲ့အတွက်စုရပါတယ်ဆိုင်ရှင်ကတော့မျက်ခုံးလုံနေပါတယ်ဒီကောင်မလေးတအားတစ်တက်ဆိုပြီးတော့ပေါ့နော်စုလည်းရခဲ့ပါတယ်ဒါရခဲ့တဲ့စုလေးပါ point 100ကျော်သွားပါတယ်ရှင်118ရပါတယ်တနက်ပြတိတ်စောတာကတယောက်ကို15 ringgit ပေးရပါတယ်ရှင်အမှန်တော့ဒီနေရာကိုလာလေတာမဟုတ်ပါဘူးရှင်တေဘရွန် food truck ဘက်ကိုရောက်တဲ့အချိန်မှာ truck ကားလေးတွေနဲ့အစားအသောက်ရောင်းတာတွေကသူက10စီးလောက်ပဲရှိတဲ့ဖြစ်တဲ့အတွက်လေစရာတွေတိတ်မရှိတဲ့အတွက်ဟိုဖက်ကန်းကိုတဒါလေးနဲ့ကြော်ပြီးတွားလှည့်ခဲ့တာဖြစ်ပါတယ်ရှင်အမှန်တော့ဒီနေရာလေးက Teabron Food Truck ဖြစ်ပါတယ်ရှင်ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်